ဟုတ်ကဲ့မင်္ဂလာစူပါဆန်နေမှာတီတီမီမီတပွဲကောင်းဆွဲချင်တဲ့ညီကိုတွေအတွက်အမကောင်းဖုတ်ဘော်တစ်ကနေမိုနာကိုပွဲညီကိုတွေကိုမျှဝေပေးလိုက်ပါတယ်ကျွန်တော်ဒီစနေစရင်ဝင်မှာခက်ခဲတယ်ပေါ့နော်ဒီကူကမှာ1 to 5မှာရုံးနေကြတဲ့အတင်းကြီး3တင်းပေါ့နော်ကျွန်တော် land 2လို့ကိုကျွန်တော်တို့ 1.50 နဲ့3.2နဲ့ကြာပြီးတော့ကြီးရှုံးတယ်နောက်ပြီးတော့မနေ့ကလည်း L'Oreal နဲ့မာစီပေါ့နော်မာစီက1.20ပေါက်ပြီးတော့ကျွန်တော်တို့ L'Oreal ကို2စီးနဲ့ရှုံးတယ်နောက်ပြီးတော့ nice ကျွန်တော်တို့1.20နဲ့ကျွန်တော်တို့မနေ့ကလည်းကြီးအောင်သွားပြီပေါ့နော်အောက်ကြီးကအောင်တာပါနော်line လေးနဲ့ nice ပေါ့နော်1.20နဲ့ကျွန်တော်တို့ nice ကအောင်သွားတယ်စီစီကြားတယ်ပေါ့နော်ဆိုတော့ဒီ1 to 5အတွက်ပေါ့နော်ဝင်ဖို့အတွက်ရုံးကန်နေကြတယ်ပေါ့နော်ဒီမတိတ်မရင်းကောင်လေးကကျွန်တော်တို့ဒီမနေ့စနေစရင်ဝင်ပေါ့နော်မနေ့ကနေကိုကျွန်တော်တို့3ပွဲကအထက်ကြီးကြပြီးသွားပြီဒီနေ့ကကျွန်တော်တို့မိုနာကိုတို့ကအရင်ဘက်ကဒီတန်းစင်းဆောင်ပေါ်မှာပဲရှိတဲ့ Paris ကိုပေါ့နော်ဖိုးဝမ်းနဲ့အရှုံးဆက်ခင်းထားတယ်ဆိုတော့တစ်တီလောက်ကကျွန်တော်မြင်ကြီးလေးကနှုတ်တယ်လို့ကျွန်တော်မထင်မိဘူးနောက်ပြီးတော့ဂိုးပေါင်းရမှာလည်းဒီလာပိုင်းတွင်မိုနာကိုတို့ကအနိုင်နဲ့ဟိုဒီပတ်တီပေါ်ထားတဲ့ပွဲမရှိဘူးနောက်ပြီးတော့တစ်ဖက်လော်ရီယန်ကလည်းတစ်ဖက်ဟိုတစ်ဖက်ဦးရီကလည်းကျွန်တော်တို့စီစီဝန်းနေတာဒီလာပိုင်းမှာရှူထတာရှိသေးတယ်ဂိုးလည်းဟိုဒီပတ်တီတစ်သေးစလုံးပေါ်ထားတာမရှိသေးဘူးဆိုတဲ့အတွက်ကျွန်တော်မိုနာကိုဘော်ရီနဲ့မိုနာကိုကိုဘော်လီကိုတက်တက်ပြတာဖြစ်ပါတယ်ဒီလိုနေ့စစ်စစ်တခြားသုံးသက်ချက်တွေကြည့်ဖို့ညီကိုတွေ like and follow လုပ်ထားခဲ့ပါ iMac ဒီ 5 သုံးလုံးလေးဆော့ချင်တယ်ဆိုလို့ရှိရင်လည်း2020ကလေးက agent တက်တန်းတစ်ချောင်းနာမည်ပြမရှိရည်တည်လာကျွန်တော်စီမှာညီကိုတွေ24နိုင်ဒီပါငွေသွင်းပေးထုံနဲ့စိတ်ကြိုက်လာဆော့လို့ရပါတယ် iMac ဆိုလို့ရှိရင်330ဒီ10%ပေးပါတယ်ဟို5သုံးလုံး sport zone ဆိုလို့ရှိရင်75%ပေးပါတယ်ဒီလိုပြီးလို့လည်းကျွန်တော်လူတွေကိုလိမ်မှုများခေါ်တာမဟုတ်ပါဘူးသူ့မှာစီးကက်ချက်တွေရှိပါတယ်5သုံးလုံး sport zone ဆိုလို့ရှိရင် body သမားတွေမပေးပါဘူးကျွန်တော်မောင်းသမားတီးတန်အောင်ပေးပါတယ်ကျွန်တော်ဒီ iMac ဆိုလို့ရှိရင်လည်းသူ့မှာတတ်မှတ်ထားတဲ့တီကိုလေးဆော့ပေးရပါတယ်ဖော်တဲ့စီကံလေးရှိပါတယ်ဒီကိုရအောင် good night ပါအဆင်ပြေကြပါသခင်ဗျ